ခုနှစ်နှစ်ကြာလက်တွဲလာခဲ့တဲ့ခင်မွန်းကတခြားမိန်းကလေးတယောက်ရဲ့ခြေထောက်ကိုအตาရဂယုစိုက်ပေးနေတာကိုသူမမြင်လိုက်ရပါတယ်။သူမကတော့သူ့ကိုဖုန်းခေါ်ကြည့်ခဲ့ပေမဲ့သူကဖုန်းကိုချက်ချင်းပဲပိတ်ပစ်လိုက်ပါတယ်။ဒါဟာသူမတို့အိမ်တော်ရဲ့အဆုံးသတ်ဖို့အချက်ပေးတံပါပဲ။သူမရဲ့ရောက်ခမကလည်းသူမကိုသူ့သားနာကထွက်သွားဖို့အမြဲတမ်းဖိအားပေးနေခဲ့တာပါ။ဒီတစ်ခါတော့သူမမငင်းတော့ပါဘူး။ဒါပေမဲ့အလကားတော့မဟုတ်ခဲ့ပါဘူး။ကွာရှင်းကအဖြစ်ဒေါ်လာ10 တန်းကိုသူမတောင်းဆိုလိုက်ပါတယ်။ရောက်ခမကသူမခင်မွန်းနဲ့အဲ့ဒီမိန်းကလေးတွဲနေတဲ့တပ်ပုံတွေကိုပြပြီးအဲ့ဒီမိန်းကလေးကမှသူ့သားနဲ့ထိုက်တန်တာလို့ပြောခဲ့ပါတယ်။သူမဘာမှပြန်မငင်းနေပဲပတ်စံသားအစင်တစ်ပြင်ထားဖို့ပြောခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာတော့စီးပွားရေးစာချုပ်တွေကြားထဲမှာကွာရှင်းစာချုပ်ကိုညှက်ထည့်ပြီးသူမခင်မွန်းကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။သူမခင်မွန်းကဘာမှသတိမထားမိပဲလက်မှတ်ထိုးပေးလိုက်ပါတယ်။အဲ့ဒီညမှာသူကသူ့မိန်းမကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ဒါပေမဲ့ဒါတွေဟာဟန်ဆောင်မှုတွေဆိုတာသိနေတဲ့အတွက်သူမဘာမှမခံစားရတော့ပါဘူး။သူမကငါနင့်ကိုကွာရှင်းကျင်တယ်လို့ပြောလိုက်တဲ့အခါသူခင်မွန်းကဒေါသတကြီးနဲ့မင်းကလွယ်ရင်ဘသူ့ကိုမှဇနီးဖြစ်မထားဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့အငယ်နောက်စီကဖုန်းလာတော့သူချက်ချင်းပဲပြေးထွက်သွားခဲ့ပါတယ်။သူမလည်းအဝတ်စားတွေတင်ပြီးအိမ်ကထွက်လာခဲ့ပါတယ်။လမ်းမှာကားတိုက်မှုဖြစ်ပြီးမိုးရေထဲမှာသူမတယောက်တည်းဒုက္ခရောက်နေတော့မှပဲတခြားကားပေါ်ကအမျိုးသားတယောက်ကသူ့ရဲ့ကုတ်အင်ဂျီကိုပေးပြီးသူမကိုကူညီခဲ့ပါတယ်။ခင်မွန်းဖြစ်သူရောက်လာတဲ့အခါသူမကတခြားယောက်ျားရဲ့အင်ဂျီကိုဝတ်ထားတာမြင်တော့သူဒေါသတကြီးနဲ့အင်ဂျီကိုကားပြတင်းပေါက်ကနေလွှင့်ပစ်လိုက်ပြီးသူမကိုအတင်းအဓမ္မနမ်းခဲ့ပါတယ်။ဒါပေမဲ့သူမရင်ထဲမှာတော့ဘာခံစားချက်မှမရှိတော့ပါဘူး။သူမအလုတ်ထွက်လိုက်တဲ့အခါသူခင်မွန်းကသူမရဲ့ယာတုကိုသူ့မယားငယ်မကိုပေးလိုက်ပါတယ်။အဲ့ဒီမိန်းကလေးကယာတုရရချင်းမှာပဲသူမရဲ့ပစ္စည်းတွေကိုအမိုက်ပုံးနဲ့ပစ်ထည့်ခဲ့ပါတယ်။ဒါကိုသူမမြင်တော့ငြိမ်မနေတော့ပဲလက်ဆောင်ဘူးနဲ့မယားငယ်မကိုပြစ်ပေါက်ပြီးလှည့်ထွက်လာခဲ့လိုက်ပါတယ်။အပြန်တက်လေကားထဲမှာတော့သူမကိုအင်ဂျီပေးခဲ့တဲ့လူစိမ်းနဲ့ပြန်ဆုံခဲ့တယ်။သူ့အင်ဂျီအတွက်အစားပြန်ပေးဖို့အရွယ်စားမေးနေတော့မှပဲသူမသူ့ကိုစိတ်ဝင်စားနေတယ်လို့ထင်သွားခဲ့ပါတယ်။ဇလန်းရဲ့အထုပ်ထိပ်ကတော့ခင်မွန်းဖြစ်သူမစီရောက်လာတဲ့အချိန်မှာပဲရောက်ခမဖြစ်သူစီကဖုန်းဝင်လာခဲ့ပါတယ်။သူမခင်မွန်းကဖုန်းကိုစပီကာဖွင့်လိုက်ပြီးပတ်စံတွေအစင်သင့်ဖြစ်ပြီးမင်းကသားနာကဘယ်တော့ထွက်သွားမှလဲလို့ပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့သူမခင်မွန်းတယောက်ကြောက်ရွံ့လို့တောင့်တကြီးဖြစ်သွားခဲ့ရပါတယ်